မျက်စိဝေဝါးလို့စိတ်ညစ်နေပြီလားမျက်မှန်မပါရင်ဘာမှမမြင်ရတော့ဘူးဆိုတဲ့သူတွေအတွက်ရပိုင်းအတွင်းအမြင်အာရုံကိုပြန်လဲကြည့်လင်စေမဲ့လျှို့ဝှက်ချက်တစ်ခုရှိပါတယ်ဒါဟာဆေးရုံသွားစရာမလိုပဲအိမ်မှာတင်အလွယ်တကူလုပ်လို့ရတဲ့သဘာဝအားဆေးတစ်ခွက်ပဲဖြစ်ပါတယ်ဒီဆေးကိုဖော်ဆက်ဖို့အတွက်ပစ္စည်းလေးမျိုးပဲလိုအပ်ပါတယ်ပထမဆုံးအနေနဲ့တံမြာသီးနှလုံးကိုအတုံးသေးသေးလေးတွေတုံးပေးပါပြီးရင်တော့စက်သွန်ဖြူလေးတက်ကိုနှုတ်ဆင်းပေးရပါမယ်စက်သွန်ဖြူဟာမျက်လုံးအတွင်းသွေးလည်ပတ်မှုကိုကောင်းမွန်စေရုံနဲ့မကပဲသွေးတိုးကိုပါကျစေတာကြောင့်မျက်စိကျန်းမာရေးအတွက်တကယ်ကိုအစွမ်းထက်တဲ့အရာတစ်ခုပါအခုနောက်ကတုံးထားတဲ့တံမြာသီးနဲ့စက်သွန်ဖြူတွေကိုဖန်ပလင်းအလွတ်တစ်ခုထဲထည့်လိုက်ပါပြီးရင်တော့အပေါ်ကနေပြားရည်စစ်စစ်ကိုပါဝင်ပစ္စည်းတွေမြုပ်သွားတဲ့အထိလောင်းထည့်ပေးပါနောက်ဆုံးအဆင့်အနေနဲ့တန်လွင်စီထမင်းစားစွန်း၃စွန်းထပ်ထည့်ပြီးအားလုံးနှံ့သွားအောင်တိတိကျကျမှွေပေးလိုက်ရုံပါပဲဒီဆေးကိုဘလို့တောက်ရမလဲဆိုရင်နေ့တိုင်းမနက်အိယာနိုးတာနဲ့ဘိုက်ထဲမှာဘာမှမရှိသေးခင်ဒီအရောအနှောကိုထမင်းစားစွန်းတစ်စုံပုံမှန်တောက်ပေးပါတစ်လားလောက်ဆက်တိုက်တောက်ကြည့်လိုက်တာနဲ့တင့်ရဲ့အမြင်အာရုံဟာတိတိတတ်တာကြည်လင်လာပြီးမျက်စိကျန်းမာရေးဘလောက်ကောင်းလာတယ်လဲဆိုတာကိုယ်တိုင်လက်တွေ့ခံစားရမှာပါဒီလိုလွယ်ကူပြီးထိရောက်တဲ့သဘာဝဆေးနည်းလေးကိုသဘောကျတယ်ဆိုရင်ဒီဗီဒီယိုအောက်မှာတစ်ကနေ30အတွင်းမှတ်ချက်ပေးခဲ့ပါဦးအားလုံးပဲယောဂဗျာကင်းဝေးပြီးတက်ရှိကျန်းမာကြပါစေနောက်ထပ်ဗဟုသုတတွေအတွက်လည်းစောင့်ကြည့်ပေးကြပါဦးနော်ပြီးတော့ဘယ်မျိုးဘယ်ဒေတာကနေကြည့်နေလဲဆိုတာပြောပြခဲ့ပါဦးနော်အားလုံးပဲတက်ရှိကျန်းမာကြပါစေ